မင်္ဂလာပါဗျာဗယံဗလာလမ်းကသွားတဲ့ကိုထူး channel မှာကြိုးဆိုပါတယ်ဗျာဒီနေ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးဖို့မေတ္တာရက်ခံအပ်ပါတယ်ကျွန်တော်တို့လုပ်ပါရကျွန်တော်ဒီလိုပေါ့လေကျုပ်တင်ပါလေဦးဇင်းတော့ကျုပ်ကိုအချိန်နဲ့10မိနစ်ပြုတ်မှဖြစ်ပါတယ်ဗျာဦးဇင်းတော့ဒီစက်ပါလေကျုပ်ဟောင်းပါလေကျွန်တော်လုံးကိုထပ်ပြီးဖွားလိုက်ပါဦးမယ်ကိုဆိုရင်တော့နောက်မှကြောက်ခိုင်ကျုပ်တွေကိုဒီမှာဒါနဲ့ထည့်ပြီးရောတော့မှာဖြစ်ပါတယ်ကျုပ်တို့လေးဖြစ်ပါတယ်ဗျကိုဆိုရင်တော့ချစ်ထူးဆိုတဲ့ငါးကပြားကြီးကိုထည့်မှာဖြစ်ပါတယ်ပြီးရင်ဖြင့်ဘက်စီမှုမွေးလေးအောက်တိတ်စီဆိုတဲ့ဘက်စီလေးကိုထည့်မှာဖြစ်ပါတယ်ကိုဆိုရင်တော့ဂျပန်နိုင်ငံရဲ့အာတီနိုမိုတိုထုတ်လေးထည့်မှာဖြစ်ပါတယ်နောက်ဆုံးမှာတော့ကျုပ်တို့လေးရရှိပါပြီဗျာအားလုံးပဲစားကြပါအောင်အရင်ဆုံးတွေ့ပါလေဗျာကိုထင်ပါဆိုရင်ဖြင့်သမင်းအိုးလေးကသမင်းပူပူနဲ့ကျုပ်တုပ်လေးကိုစားမှဖြစ်ပါတယ်အခုဆိုရင်တော့ဖူပန်နာမှာမှာထားတဲ့ KFC တက်ကြောကိုဖူပန်နာမလားလေးလို့ကျွန်တော်ထိုင်ဆောက်နေတာဖြစ်ပါတယ်မတောင်းမထောက်ရနော်ဟုတ်ကဲ့ဒီပါနောက်ဆုံးတော့မွေးပြလာတဲ့ KFC တက်ကြောလေးကိုအိမ်ဖို့ရောက်ရှိပါပြီဗျာဒီနေ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်အထူးပင်ကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုသစ်တွေမှာကြည့်ရှုဖို့ like and subscribe လေးလုပ်ပေးကြပါဗျာ။